ကြလားဟုတ်လိုင်းမကောင်းကြလားမသိဟုတ်လားတွေ့လားတူပဲညီမတို့ကိုမတွေ့လိုက်ဘူးပွဲမလာဘူးထင်နေတာအမေရှောက်ကြည့်နေလေဒီတိုင်းပတ်ကြည့်နေတာဒီတိုင်းရင်းလို့ဆိုပြီးတော့လိုင်းမကောင်းဘူးဟဲ့ကိမခံရတာကန်ကောင်းဒီညီမလားမကြည့်ဘူးလေကိုမဘာမှမပြောတာကိုကဘာမှမပြောဘူးဆိုတော့သူတို့မကြည့်ဘူးပေါ့ပြောမှဆိုလို့ရှိရင် Hello ကိုဘာမှမပြောရင်မကြည့်ဘူး तू ကဆဲတဲ့လူတွေတော့မရှိတယ်ကွာတန်းစီပြောသလားဒါပေမဲ့ तू မကြည့်ဘူးမလောက်ဘူးပေါ့ပြောမှဆိုလို့ရှိရင်အဲ့လိုမျိုးပါဟိုထောက်သူကဘယ်ရောက်လဲမသိဘယ်လွေပါလဲမသိပတန်တရားကိုလွေထောက်ပါလဲမသိမင်္ဂလာပါရှင်နော်သူတို့ရလဲသူများပွဲဆက်ဆူလုံးလို့လိုက်တောင်မလွှေဘူးတအားပဲဟော့ဒီအောက်မှာဆိုတန်းစီကိုတရားကဘယ်ရောက်လဲမသိအင်းကြည့်ပြန်ရောက်မှလားဘာဖြစ်လို့လဲရှင်ဘာဖြစ်လို့လဲ love you ค่ะ မင်္ဂလာပါရှင်အိုက်အရင်ဆိုးတယ် love you အသေးပုံကပဲလေးကျေးဇူးတင်ပါတယ်ဒါကြီးအေးလိုက်တာ love you ค่ะအင်္ဂလိပ်စာဆိုတော့ love you ပဲသိတယ်ဘာမှမသိဘူး hello တူhi မီးပီယို hello မင်္ဂလာပါရှင်ယူလိုက်ရင်ကိုပြေးဖို့လေဗလက်ကိုပြေးဖို့မီးပီယို thank you love you ค่ะ thank you so much မီးပီယိုဘာသာညက်ပဲမလွတ်ဘူးပါဘူးမဟုတ်ညက်ပဲတိတ်မလွတ်ညီမနေပဲပဲလွတ်နေရတယ်ညဘက်တက်များတယ်ပြောမဆိုလို့ရှိရင်မင်္ဂလာပါအန်တီတဲ့အန်တီတဲ့သူများမင်္ဂလာပါရှင်များမိုက်တယ်နော်တန်းစီပြီးတော့ box တီပြေးနေတာအမဲဟုတ် if you တန်းစီပြီးတော့ box တင်နဲ့ပါတယ်နဲ့ဘာထက်နေလဲ